I'm shaking, drinking all this coffee. These last few weeks have been exhausting. I'm lost in my imagination. And there's one thing that I need. ဒါတော့မုံညင်မှာဒါကတော့အစင်းစင်းပြန်လေးလောက်ထားရတယ်ဒါစားပလားပေါ့နော်ဒီငဖယ်နဲ့ဒီငဖယ်နဲ့ဒီအသီးရွက်တွေကိုထည့်နေပါဒီထဲမှာဆိုတော့ carrot ငုံလောင်းနေပါမယ် corn ပြောင်းပါမယ်ပြီးရင်တော့ဝေဒီစိမ့်ကြီးလည်းပါတယ်ပေါ့နော်အဲ့ဒါလေးကတော့တခြားပြီးတော့ပေါ့မို့ရပါတယ်ပြီးတော့ဒါလေးကတော့ငဖယ်လေးပဲပြီးငဖယ်ဝင်နေပါပြီနေပြီးတော့ဒီကနေ့ရောထားမယ်ပေါ့နော်ဟုတ်ကဲ့ပြီးပြပြပါမယ်အခုကတော့ငဖယ်ကိုနေပြီးတော့ဒီအသီးရွက်နေလိုက်ကြပါစားချုံမုတ်ငွေကောင်းထည့်ပြီးနေရတာလေးပါထားပါတယ်ရင်းနှီးလေးနဲ့ဟာဒီကရဲ့မုံညင်းလေးနဲ့ကိုရေထောလိုက်ရင်းနှီးလေးဆိုတာကိုဖြောလိုက်ပါအောင်မယ်ဟုတ်ကဲ့တော့ရေနွေးဖြောပြီးသားမုံညင်းလေးကဒီလေးဖြောလိုက်တာပါနော်ဒီထားပြီးပါပြီးရင်ဒီမုံညင်းလေးနဲ့ဒါလေးနဲ့ကိုဒီလိုဆက်သွပြီးလိုက်ပါမယ် I'm shaking, drinking all this coffee. These last few weeks have been exhausting. I'm lost in my imagination. And there's one thing that